ယူလင်းသူအောင်နေပြီးတော့ရဲ့နာနေပြည့်နေပတ်လေအခမ်းအနားနဲ့ရှော်ရွန်တဲ့ဖွင့်လှစ်ခြင်းမင်္ဂလာရှိတဲ့အခမ်းအနားမှာကျွန်တော်တို့မန္တလေးမြို့ကစန္ဒယာငင်းချမ်းဦးစီးတိခတ်တဲ့မြန်မာမို့တေဂီတာအဖွဲ့ကမန္တလေးမြို့ကကန္နဝင်တေးပြုစာဆိုကြီးအလင်္ကာကျော်စွာဆရာမျိုးမှငင်းရေးသားခဲ့တဲ့ကန္နဝင်တေးများစွာတွေကဖရာတရားတန်ခါယရဏသုံးပါးရဲ့အနိုင်မဲ့ဂုဏ်တော်ကျေးဇူးတော်တကုတော်တွေကြောင့်ကျွန်တော်တို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဟာခေတ်အဆက်ဆက်မှာဘေးဆိုးကဆိုးအန္တရာယ်ဆိုးအမျိုးမျိုးကိုအောင်မြင်စွာကျော်လွှားနိုင်ခဲ့ကြတယ်လို့တေကောနမိတ်ကောင်းဆောင်ပြီးရေးသားတည်ကုန်းထားတဲ့ထိုသုံးပါးလို့အမည်ရတဲ့တေးနဲ့စတင်ပြီးမင်္ဂလာယူအခမ်းပေးပါရစေခင်ဗျာဘေးတွေကင်းပြီလေနေရောညပါအေးစေခလေးတွေတချင်းတည်ဆိုကြပဲဘေးတွေကင်းပြီလေနေရောညပါအေးစေခလေးတွေတချင်းတည်ဆိုကြပဲဖိုးတော်ကအချေဖိုးတော်ကအနေခုတ်ကလေးတွေပူလို့အေးခြင်းထဲမှာဆုလို့အလူအရက်ထိုင်ကဂါထာမန္တန်ရော့အန္တာတွေကြောင့်ဘေးပြောက်လို့ရံပြေဖယားကေရာတွေတရားကေရာတွေတန်ဃာတော်မြတ်ကေရာတွေတို့မြမပြေကျေးဇူးတော်ကထိုသုံးပါယရနာအမှန်ပါဘေချင်းတီဆိုကြပေဘေးတွေကင်းပြီလေနေရောညပါအေးစီခလေးတွေတချင်းတီဆိုကြပေဖိုးတော်ကအချေဖိုးတော်ကအနေခုတ်ကလေးတွေပူလို့အေးခြင်းထဲမှာဆုလို့အလူအရက်ထိုင်ကဂါထာမန္တန်ရွတ်အန္တာတွေကြောင့်ဘေးပြောက်လို့ရံပြေဖယားကေရာတွေတရားကေရာတွေတန်ဃာတော်မြတ်ကေရာတွေတို့မြမပြေကျေးဇူးတော်ကထိုသုံးပါယရနာအမှန်ပါမေစံစီစေစာလောက်ငါမြတ်ကကြောလွားခဲ့ပြီယရနာသုံးပါဥထိတ်ထားများတဲ့ကျေးဇူးတွေအရင်ကနဲ့မတူဝေလေယာကိုင်းကျွန်းအောင်မြေတောင်သူတွေအမှုထားဥဖြာတန်ဃာတွေကျောင်းတွေခံတွေသိမ့်စရက်တွေအရရလူနိုင်မေဖယားကေရာတွေတရားကေရာတွေတန်ဃာတော်မြတ်ကေရာတွေတို့မြမပြေကျေးဇူးတော်ကထိုသုံးပါယရနာအမှန်ပါပဲလောက်ငါမြတ်ကကြောလွားခဲ့ပြီယရနာသုံးပါဥထိတ်ထားများတဲ့ကျေးဇူးတွေအရင်ကနဲ့မတူဝေလေယာကိုင်းကျွန်းအောင်မြေတောင်သူတွေအမှုထားဥဖြာတန်ဃာ
ရားကယ်တာတွေတရားကယ်တာတွေသံဃာတော်မြတ်ကယ်တာတွေတို့မြမပြည်ကျေးဇူးတော်ကထိုသုံးပါယရနာအမှန်ပါဘေဖရားတွေကြောင်းတွေတစောင်းတွေလူရန်နာတွေတို့မြမဆိုတဲ့အမျိုးအကျုပ်ခံစားရပဲဖရားတွေကြောင်းတွေတစောင်းတွေလူရန်နာတွေတို့မြမဆိုတဲ့အမျိုးအကျုပ်ခံစားရပဲစောင်းတွေလူရန်နာတွေတို့မြမဆိုတဲ့အမျိုးအကျုပ်ခံစားရပဲဖရားတွေကြောင်းတွေသစောင်းတွေလူရန်နာတွေတို့မြမဆိုတဲ့အမျိုးအကျုပ်ခံစားရပဲနာမကင်းရှာဘူးထင်မိန်တယ်လေအေးလေကိုယ်နေကြလားဟဲ့စိတ်တိုင်းကြတင်တော်သလိုသာနေဖယားခဲ့တာတို့တရားခဲ့တာတို့သံဃာတော်မြတ်ခဲ့တာတို့တို့မြမပြေကျေးဇူးတော်ကထိုသုံးပါယရနာအမှန်ပါဆိုတဲ့အမျိုးအကျုပ်ခံစားရပဲဖရားတွေကြောင်းတွေသစောင်းတွေလူရန်တာတွေတို့မြမဆိုတဲ့အမျိုးအကျုပ်ခံစားရပဲဖရားတွေကြောင်းတွေသစောင်းတွေလူရန်နာတွေတို့မြမဆိုတဲ့အမျိုးအကျုပ်ခံစားရပဲဖရားတွေကြောင်းတွေသစောင်းတွေလူရန်နာတွေတို့မြမဆိုတဲ့အမျိုးအကျုပ်ခံစားရပဲနာမကင်းရှာဘူးထင်မိန်တယ်လေအေးလေကိုယ်နေကြလားဟဲ့စိတ်တိုင်းကြတင်တော်သလိုသာနေဖယားခဲ့တာတွေတရားခဲ့တာတွေသံဃာတော်မြတ်ခဲ့တာတွေတို့မြမပြည်ကျေးဇူးတော်ကထိုသုံးပါယရနာအမှန်ပါ